မင်္ဂလာပါ Ultimate Sport ပရိသတ်များခင်ဗျာအပတ်စဉ်စီစဉ်တင်ဆက်နေကြဖြစ်တဲ့ Ultimate Sport ပရိသတ်များအတွက်ပရီးမီးယားလီဘောလုံးပွဲခံမှန်းသုံးသပ်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းပရီးမီးယားလီပွဲတင်ကျွန်တော် FA ဖလားတွေပြီးခဲ့တဲ့တစ်ပတ်ဝင်သွားတော့ဒီဘက်မှာကျွန်တော်ပရီးမီးယားလီပွဲစဉ်တွေပြန်စမှာပါပရီးမီးယားလီပွဲစဉ်30ကစားမှာဖြစ်ပါတယ်ဒီပရီးမီးယားလီပွဲစဉ်30ကိုလည်းကျွန်တော်မောင်ဆန်နဲ့အတူဆရာကျော်မျိုးဟန်ဆရာရဲယူကပါဝင်ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဆရာတို့မင်္ဂလာပါဗျာမင်္ဂလာပါဆရာဆရာတို့ပရီးမီးယားလီက30လောက်ထိတော့ရောက်လာပြီနောက်တဲ့လက်ကျန်ကျွန်တော်တို့နော်ပွဲလောက်ပဲလိုတော့တဲ့အနေအထားတစ်ခုမှာကျွန်တော်10ပွဲလောက်လိုတော့တဲ့အနေအထားတစ်ခုမှာတော့ဇက်ရှိန်ကြီးကတော့မြင့်တစ်ထက်မြင့်လာတာပေါ့နော်အဲ့တော့အဓိကကတော့ပရီးမီးယားလီအသင်းတွေဒါချန်ပီယံလိပေါ့ကစားခဲ့တဲ့နောက်ဆုံးပွဲမှာပရီးမီးယားလီအသင်းတွေဒါအင်္ဂလန်ကနေကိုစားပြုတဲ့အသင်းက6သိန်းလောက်ပရီးမီးယားလီမှာရှိတယ်အဲ့ဒါကိုအဲ့ဆောင်းပါးကြီးတစ်ခုလောက်မှာဒါကဘာကိုပြနေတာလဲဆိုတော့ပရီးမီးယားလီမှာအင်္ဂလန်ကိုစားပြုအသင်း6သိန်းလောက်တက်လာတာအင်္ဂလန်အသင်းကလပ်အသင်းတွေရဲ့တနာဥစ္စာကြွယ်ဝမှုမိမောင်ထိုးပြနေလို့ဖြစ်တယ်ဆိုပြီးတော့သုံးသက်သူတယောက်ကရေးထားတယ်။ဘာကြောင့်လဲစပိန်နှစ်သိန်းထပ်ပို့ပြီးတော့ကိုစားပြုကစားနိုင်တဲ့နိုင်ငံဆိုစပိန်နိုင်ငံတနိုင်ငံပဲရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်။အဲ့လိုရှင်နိုင်ခဲ့တဲ့အခါမှာပရီးမီးယားလီအသင်းတွေနည်းနည်းရလက်တွေတော့တော်တော်လေးဆိုးဆိုးရွားရွားတော့ဖြစ်ခဲ့တာကိုတွေ့ရတယ်နော်။အာဆင်နယ်ကလီဗာပူးစနဲ့တည်ကြတယ်လီဗာပူးဆိုဂါလာတာဆေးကိုဝေးမှာရှုံးတယ်ဟုတ်နော်ကျွန်တော်တို့အဲ့ဒီတက်ပြောစရာမှဖြစ်သွားတာကတော့ချယ်ဆီနဲ့ကျွန်တော်တို့စပါအသင်းပေါ့နော်စပါတော့5-2တွေနဲ့ရှုံးသွားတာကြောက်ဖို့ကောင်းလိုက်တာဆိုပြီးနော်ချယ်ဆီကစီးတီးဆိုလည်းဒါကန်ကောင်းလို့ပဲလို့ဒါ Vinicius penalty လည်းပဲဆိုနောက်ဆိုတော့4-0ရပြတ်သွားမှာဟုတ်တယ်မန်စီးတီးအသင်းကောင်းဆောင်ဒါဘာနာလိုဆေးဝါဆိုရင်ဒါဒီ3-0ရလက်ကသူတို့အတွက်နောက်တစ်ဆင့်တက်ဖို့တော့တော်တော်လေးမှောင်မိုက်နေပါပြီလို့တော့သူပြောသွားတာကြောင်းလဲနိုင်ဖို့ဆိုတော့မလွယ်တော့နော်အဓိကကျွန်တော်ကျူတော့ဗျာကျူတော့ကဘာလုပ်နေတာလဲအဲ့တော့ဒီအဝေးကိုစီးမျိုးဟိုရဲ့ကိုဆရာရဲ့ကတိတ်လိုက်တဲ့ခါကျတော့မျောလင်းကြတော့ရှိတယ်ဆိုတော့ဘုံနိုင်စစ်ဖိုက်တယ်ပြီးတော့ဘောင်းလေးတော့မပေါ်ရလို့အဝေးကိုစီးမြင်တဲ့တက်လိုက်တဲ့ခါကျတော့ဘုံမောင်းရတယ်သူတို့ပေါ်နေတာလေနော်အများကြီးပေါ်နေတော်တော်များခဲ့တာတွေ့ရတယ်အဲ့တော့ဒီစပါးအသင်းမှာဆိုရင်လည်းဒါကျွန်တော်တို့ခုနပြောဗီကာရီယိုဂိုးသမားတကယ် first strike ဂိုးသမားကိုကျူတော့ဘာလို့မှမသိဘူးမသုံးဘဲနဲ့ဒီတစ်ခါမှအသက်20နဲ့23ပဲရှိသေးတယ်အတွေ့အကြုံအသေးနဲ့ဒီဘက်ဘာမှမရှိသေးတယ်ပွဲဥထွက်မရှိသေးတဲ့ပွဲဥမှာဒီချန်ပီယံလိကိုအချိန်တက်နေတဲ့အရေးကြီးတဲ့ပွဲမျိုးမှာထည့်သုံးလိုက်တယ်အမှားကောင်လေးကကျူးလွန်သွားတယ်မောင်ကသူကတစ်ချိန်လဲမဟုတ်ဘူးသူကနှစ်ချိန်လောက်ကျူးလွန်သွားဟောလေ15မိနစ်အတွင်းမှာပဲလေလူစားပြန်လဲခဲ့ရတယ်အနေထားပေါ်မှာဒါမန်ယူကစားသမားဝင်တဲ့ပေါ်စကိုတို့ဖာဒီနန်တို့ကဝိုင်းပြီးဝေဖန်တာပေါ့ကျူတော့ခလေးတယောက်အနေနဲ့အခုမှစပွဲထွက်လို့ဒီလိုအသင်းတရားပွဲအချိန်မျိုးကြီးမှာ300သလားဆိုပြီးတော့နော်ဝေဖန်ကြကျူတော့ဘာလုပ်တာငိုပြီးတော့ပြီးတော့ကလေးကထွက်သွားတယ်အဲ့ဒါထွက်သွားတော့မှဒါလူသားလဲတဲ့အခါမှာအလဲခံလဲကစားသမားကိုကိုင်းတင်ပါကိုပြန်ရောက်လာတဲ့အခါမှာနီးပြတွေဆိုတာဘာပဲပြောဖေးမှပြီးတော့လို့အဲ့ဒီကကျူတော့အဲ့လိုပုံစံလှုပ်သွားတာကိုမတွေ့ရဘူးလှစ်လူရှုလိုက်တာကိုတွေ့ရတယ်အဲ့ဖြစ်ရတဲ့အပေါ်မှာလည်းအကုန်လုံးကဘောလုံးသုံးသက်တွေကဝေဖန်ပြီးကြတော့တွေ့ရတယ်ပေါ့နော်ဒါကတော့ချန်ပီယံလိရဲ့အကြောင်းလေးကိုဘာမှမဟုတ်တော့ကျွန်တော်တို့စကားပြအနေနဲ့ပြောတာโอเคကျွန်တော်တို့အခုပရီးမီးယားလိပွဲစဉ်30ကအချိန်တက်တဲ့ခါမှာအခုကျွန်တော်တို့ပလာဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ဘန်လီနဲ့ကျွန်တော်တို့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်လိုက်ကြရအောင်နော်ဒါပါအကျော်လုံးကတော့ကျွန်တော်တို့က1-1တည်ကြခဲ့တယ်ဒါဘန်လီဆိုတာလည်းဒါနောက်ဆုံးပွဲစဉ်နှစ်ပွဲမှာဒါ Brentford တို့ Everton တို့ရှုံးလိုက်ဟိုပြီးခဲ့တဲ့သတင်းပတ်တွေတုန်းကဒါခြေစုံးလေးပုံစံလေးကောင်းလေးရှိနေမှထင်လာခဲ့ရတာဒီမှာဒီနောက်ဆုံးနှစ်ပွဲရှုံးတဲ့အခါမှာဘန်လီကကျွန်တော်ပြောချင်တာတော့သူ့ကန်ဒီမှာသူမဖန်တီးနိုင်သေးဘူးလို့ယူဆလို့ရတယ်ပေါ့နော်တမ်မစင်ရရေးနေရနေတဲ့အမှတ်ကဒါတော်တော်လေးကွာဟသွားတဲ့ဟာနေတော့နေသားတစ်ခုဆိုတော့ဘန်လီအတွက်ကမလွယ်တော့ဘူးလို့ထင်တယ်ဟိုတစ်ဖက်ကဘုံမောက်ကိုကြည့်ပြန်တော့ဘုံမောက်ကတော့ဗျာဒါနောက်ဆုံးသုံးပွဲဆက်ကိုတရေရေးကစားတာဒါ အာဆင်နယ် 3-2 နဲ့ရှုံးပြီးတဲ့နောက်ပိုင်းမှာဘုံမောက်ကရှုံးပွဲမခံစား2လလောက်ရှိနေပြီလီကိုဘက်ဆက်ရှုံးပွဲမရှိအဲ့တော့ဒီပွဲစဉ်မှာလည်းဘုံမောက်တွေကအမှတ်လိုအပ်နေတဲ့အနေထားဆိုတော့ဘုံမောက်ကတိုက်တော့မှာပဲအဲ့လိုတရေများလာပြီဆိုကစားမှာဆိုတော့နောက်တစ်ချက်ကသူက Brentford နဲ့လည်းဟိုကအမှတ်ကတိတ်กว่าတော့မဟုတ်အဆင့်9က Brentford နဲ့အမှတ်4မှတ်လောက်ပဲกว่าတဲ့အနေထားဆိုသူ့အနေနဲ့ဥရောပမြို့မင်းချက်ကလည်းဘာပဲပြောဘုံမောက်မှာရှိဆိုတော့ကျွန်တော်ကဒီပွဲစဉ်ကိုကျွန်တော်ကတော့နှစ်ဖက်အပြန်အလှန်တွေးဖို့များမြင်ရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီနှစ်သိန်းတွေးခဲ့တဲ့နောက်ဆုံး10ချိန်မှာ6ချိန်တော့ဂိုးပေါ်ဝင်တယ်။ဘန်လီကတွင်းသွားကစားတဲ့နောက်ဆုံး9ချိန်မှာလည်း4ပွဲဇက်တိုက်လောက်ကဂိုးပေါ်တွေပဲမြင်ခဲ့တာကိုတွေ့ရတော့လေ။ကျွန်တော်ကတော့ဒီပွဲစဉ်ကိုတော့ကျွန်တော်တို့ဂိုးပေါ်ကိုပို့ကြိုက်ပါတယ်။ဂိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ဆရာတို့ရဲ့အနေနဲ့တစ်ချက်လောက်။ကျွန်တော်ပြန်ပြီးတော့ဒီပွဲကိုကျွန်တော်ချင်းကပ်မဲ့approaching method ကတော့ဒီပွဲမှာတီးခဲ့တဲ့ပွဲတဲ့ခြေစွမ်းအနေအထားလေးကိုကျွန်တော်ပြန်ကြည့်ခြင်း။အဲဆိုဘန်လီက Everton ကိုရှုံးသွားတဲ့ပွဲမှာဆိုရင်ဒါမိနစ်80ရောက်မှဂိုးပေါက်တဲ့မှုတစ်ချိန်ပဲရှိဂိုးပေါက်တဲ့မှု on target ကတစ်ချိန်ပဲရှိဆိုတော့ shot on target တစ်ချိန်ပဲရှိပြီးတော့သူ့ရဲ့ကစားအောင်တော်တော်များများကဝေဖန်ကြတယ်သူဒုပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာဘန်လီကအရှုံးပေးလိုက်ပြီလားဆိုပြီးတော့အားလုံးကမေးခွန်းထုတ်ကြဆိုတော့ဒီ Everton ကတတရာပဲနိုင်သွားတာဟိုဘယ်လိုပြောဒီတော့ဘိုးပြတ်နိုင်သွားနိုင်တယ် Everton ကတကိုးရပြီးတာနဲ့ဒါနိုင်မှုတေချာသွားပြီဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်အဲ့တော့သူကပြန်မလန်နိုင်တော့မိနစ်70ရောက်မှဘိုးပေါက်တဲ့မှုတစ်ချိန်ပဲရှိသွားတယ်ဆိုတော့ဘန်လီရဲ့အနေထားကမေးခွန်းထုတ်စရာဖြစ်ခဲ့တာအော်ဂုံးပေါက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါ तू က Brentford နဲ့ပွဲမှာဂိုးမရှိတေချာပေမဲ့နိုင်တဲ့နိုင်လိုက်တဲ့အတင်းက
ဘုံမောက်ဖြစ်ခဲ့ဆိုတော့ဘုံမောက်ကတိုင်ထိတာနှစ်ချိန်ကန်သွင်းချက်တွေကဒါကြီးပဲဒါ Brentford တော်တော်လေးကိုဖိပြီးတော့ကစားတာသူက goal expected ဆိုရင်ဒါ GH ဆိုရင်သူကဟို 1.99 ဘာမှမဆိုနဲ့တော့ 1.99 တောင်ရှိတယ်ဆိုတော့သူအပြင်းထန်ရတော့ penalty မရလို့ဒီ Tavernier ကိစ္စမှာ penalty မရလို့ဒါဟို Iraola နေပြီးတော့ဟိုဒေါသတကြီးနဲ့ဒါပြန်ပြီးတော့ဒါကြီးကလုံးဝလက်ခံလို့မရအောင်ဒါလုံးဝ penalty တော့သူတို့နိုင်တဲ့ပွဲပါဆိုတော့ပြောခဲ့တာမျိုးတွေ့ရတယ်ဘုံမောရဲ့ကစားအားကောင်းတယ်သူကနောက်ဆုံး10ပွဲစလိုက်မှာရှုံးပွဲမရှိဘူးဆိုပြီး4ပွဲနိုင်6ပွဲတည်ကြအဲ့တည်တက်တာတခုတော့ရှိဆိုတော့ဘုံမောကိုစဉ်းစားမလားဂိုးပေါ်စဉ်းစားမလားဖြစ်နေဗန်လီကတော့ဒါငွေစင်လေးလော်ရင်းနဲ့တက်ကျိုးနေပြီဆိုတော့ तू ကလည်းဖွင့်ကစားမှာဟောတကူပေးလိုက်ရတယ်ဟို तू ကလည်းဖွင့်ကစားမယ်လို့ကျွန်တော်တွက်ဆတယ်နောက်တစ်ခုကဘုံမောရဲ့တိုက်ဆက်နေတာကခရိုပီတို့ဘာလို့ဆိုရင်ဒီရာဒီမှာရှစ်ကိုတော့တွင်းပြီးတော့လူငယ်ပိုင်းတွေပေါ့နော်ချစ်ဖန်ကောင်းတွေကိုတွေ့နေရဒါအဒီယိုဒါအီဗန်ဒီဆန်လို့ဒါဆိုဒီလိုတိုက်စစ်စုဖွဲ့မှုကိုဘန်လီနောက်တန်းတောင်းခံနိုင်ပါမလားအေဗာတန်လိုမျိုးအိမ်ဝင်းမှာရုံးကန်နေရတဲ့အသင်းတော်မှာသူ့နှဘိုးတော့သွင်းသွားနိုင်သူ့ရဲ့နောက်တန်းရဲ့တက်တနာကဒါစကော့ပါကဘလို့မှမထိန်ချုံနိုင်တေးတော့တွေ့ရဆိုဟိုအစင်လာပိုင်းမှာတော့ဘန်လီအိမ်ဝင်းနောက်ဆုံး15ချိန်မှာဘုံမောက2ချိန်ပဲနိုင်တယ်ဆိုတော့မျိုးရှိပေမဲ့ကျွန်တော်အမြင်ကတော့ဒီပွဲကဘုံမောဒါမှမဟုတ်ဘိုးဘောကိုပဲချင်းကပ်စဉ်းစားရမယ်လို့တင်တယ်ဟုတ်ဆရာရဲ့မြင်လေဟောဒါဆရာပြောရတယ်ဒီမှာလည်းပြည့်စုံပါတယ်လက်ရှိ Scott ဘာကောင်းအနေနဲ့ကတော့ကျွန်တော်ထင်တာကတော့ Championship အတွက်ပို့ပြီးတော့ပြင်ဆင်ရမယ်လို့မြင်တယ်နောက်တစ်ချက်လက်ရှိအနေထားဆိုရင် तू ကဖွင့်ကစားရတော့မယ်ဘယ်အသင်းလား तू ကတေတမတ်ရရုံနဲ့ तू ကကျင်းနေရတော့မယ်အနေထားမဟုတ်တော့ဘူးဘာလို့ဆိုနောက်လာမယ့်ပွဲစဉ်တွေအတွက် तू အတွက်ဒီပွဲစဉ်ကဖောင်ဖြက်ဖြစ်ဘယ်လိုပဲဖြစ်သူ့အနေနဲ့ကစားရတော့မယ်အနေထားတကူနောက်တစ်ချက်ရှိတာကဘုံမောက်ရဲ့ဒီအဝေးဝင်တိုက်စစ်ပိုင်းတော်တော်လေးသဘောကျတယ်ဒါပေမဲ့ကန်စစ်ပိုင်းနဲ့ဘုံမောက်ကိုပြန်ကြည့်ပြန်တော့နည်းနည်းလေးအားနေလို့ခံစားမိဘုံမောက်ကဒီအဝေးဝင်ပိုင်းမှာဆိုရင်သူဂိုးမရခဲ့တာက Aston Villa တို့ကျွန်တော်တို့ဒီ West Ham တို့နဲ့နောက်ဆုံးပွဲတွေပဲရှိတယ်နှစ်ပွဲဆက်လောက်ဒီတိုက်စစ်ကဂိုးပေါက်ပြောက်ခဲ့တာမျိုးမရှိသလိုသူ့အနေနဲ့အဝေးဝင်မှာနှစ်ပွဲဆက်လောက်ဒီကလင်းရှိရခဲ့တာမျိုးလေတော်တော်လေးရှားရလို့ပြောရမယ်ဆိုတော့ကျွန်တော်ဘန်လီလည်းဂိုးရမယ်ဘုံမောက်လည်းဂိုးရမယ်ဘန်လီအိတ်ကွင်းနောက်ဆုံး3ပွဲဆက်မှာဘုံမောက်လက်ခံကစားအောင်မှာအဲ့ဒီ3ပွဲစလုံးပြန်လည်သွင်းမှုမရှိထားဘူးဆိုပေမဲ့အဲ့ဒီ3ပွဲမှာနှစ်ပွဲလောက်က over 2.5 ဖြစ်ထားတာတွေ့ရတယ်နောက်တစ်ချက်ထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဘန်လီနဲ့ဒီဘုံမောက်ထိပ်တွေ့ဆုံမှုနောက်ဆုံးနှစ်ပွဲဆက်ဒီ 2.5 အောက်ဖြစ်ခဲ့တာကလည်းဒါအစင်လာပိုင်းမှာဆိုရင်ပထမဦးဆုံးချိန်လို့ပြောလို့ရတယ်ဒီနှစ်သင်းထိပ်တွေ့ဆုံတိုင်းမှာကျွန်တော်တို့ကဟိုတပွဲ 2.5 အောက်ဖြစ်ပြီးတိုင်းမှာနောက်ပွဲတွေမှာပြန်ပေါ်လေးရှိရလက်ရှိကနောက်ဆုံးနှစ်ပွဲဆက်ကပထမဦးဆုံးချိန်တော့အချိန်ဆိုတော့ဒီပွဲတွေမှာကျွန်တော်ဂိုးဘော်ဆောက်ပြီးတော့အားပေးခြင်းနဲ့ဘန်လီအိတ်ဝင်းဆဲရောဘုံမောက်အဝေးဝင်းဆဲရအစားကျွန်တော်ဂိုးလည်းပေးဂိုးလည်းသွင်းနည်းနည်းဆိုင်ဆိုင်ဖြစ်သွားမယ်ပွဲလို့မြင်ပါတယ်ကိုကျော်ရေဟိုဟာအဲ့ဘန်လီရဲ့ဒဏ်ရာပြဿနာတွေဒီမှာရှိတယ်နော်ဒီပပကြော်ဒီ1-1မှာတော့မိနစ်60မှာဒါ Broja ကောင်းတိုက်ပြီးတော့1-1ဖြစ်သွားတာအဲ့တော့ဘန်လီကဒီ Broja လုံးဝမပါနိုင်ဘူးအရန်အားထားရတယ်ကွင်းလယ်မှာလည်းအမတ်30ကျောင်းနံပါတ်30လို့ကစားနိုင်တဲ့ဒါဒီ Flaming ကလည်းပောင်ဝင်မှုသိမ့်မသိကြအောင်အဲ့ကျွန်တော်ကအဲ့ဘောဂိုးပေါ်ပိုင်းမှာဘန်နေတော့ဘုံမသွင်းဆိုတဲ့တက်တာလေးတစ်ခုကိုကျွန်တော်စဉ်းစားပြီး Flaming မပါရင်တော့ဘန်နေတိုက်စစ်ကတော်တော်အားနေပါအဲ့တော့ကျွန်တော် body ပိုင်းကိုပို့ပြီးတော့ဘုံမောက်ကိုပို့ပြီးအားနော်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ခုနကလူပြောသလိုပါပဲခုနကဘောကဘန်လေးရလည်းခုနဒဏ်ရာပြဿနာရှိတော့ညာလည်းရှိတာတော့ဟုတ်ပါတယ်မှန်တယ်ဆိုရင်လည်းတရားဒီလုံးမှာလည်းသူကလိက၄ပွဲပဲနိုင်ထားတဲ့အနေထားဒီတမ်းမစင်းရရေးနေရာနဲ့လည်း6မှတ်လောက်ကွာနေဟိုဒီပွဲမှာဗျာဟိုဘန်လေးတိုက်စစ်ပိုင်းတွေမှာကျတော့ကျွန်တော်အားမရဘူးဒါ Flaming မပေါ်ဘူးဆိုတော့ဘလုံးမစဉ်းစားလို့မရဘူးဘုံမောက်ကတိုက်စစ်အနေတော့ဆိုတော့ပြီးတော့ဒီခါဝင်းရမှာကောင်းချစ်စမ်းပြနေတယ် George Cullen ကလည်းမပေါ့ဘူးဆိုတော့ဒဏ်ရာရတယ် George Cullen ဆိုရင်ဒါပြီးခဲ့တဲ့နာမေးရာဒီအထိတော့သူကနားမယ်ဆိုတဲ့အနေထားမှာဖြစ်ရှိနေတယ်နောက်ဒီခါပါကြောမှာခေါင်းတိုက်ဘိုးသွင်းသွားတယ်ဒါဟိုဒီ Broja လည်းမပေါ့ဘူးဆိုတော့ဘုံမောက်တန်တိုင်းသွားပဲဘန်ကဘုံမသွင်းဆိုရင်အဲ့ဒါပြဿနာဘိုးဘောကပြဿနာရှိတယ်ဒါပေမဲ့ဒီပွဲကဘိုးဘောကိုပဲချင်းကပ်ရမယ်လို့တော့မြင်တယ်အဲ့တော့ body ကိုကျွန်တော်ဘုံမောက်ပို့ချက်နော်โอเคကကျွန်တော်ဇုံဖြစ်နေတာအပေါ်ဆုံးဖြစ်နေတာโอเคကျွန်တော်တို့ရဲ့ဘန်လီနဲ့ဘုံမောက်ရဲ့ပွဲစဉ်ကတော့ဒါပါကျော်က1-1ဘန်လီရတဲ့တော်တော်မှတရားသီးလုံးမှာလီလေးပွဲနိုင်တယ်ခုနဆရာကျော်ပြောဆိုဒဏ်ရာပြဿနာလည်းရှိတယ်ဘုံမောက်ကလည်းအမှတ်လိုအချက်ကလည်းနည်းနည်းဖိအားဖြစ်လာပြီးတရေလေးပဲကန်နေတယ်လီကိုပွဲဆက်တော့ရှုံးပွဲမရှိတဲ့ခြေစွမ်းတော့မာတဲ့အနေထားတော့မာကုံတော့ပြထားနိုင်တယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့ကသုံးသက်ခဲ့သူအတိုင်းပါပဲဘော်ဒီဘုံမောက်နဲ့ဂိုးအပေါ်ကိုပဲရွေးချယ်လိုက်ပါတယ်အားလုံးပဲအောင်မြင်ပါစေဗျ